2026-2029ပညာသင်နှစ်မှာလည်းအစိုးရအခြေခံပညာကျောင်းများမှာကျောင်းလာကအခမဲ့ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နဲ့ဗလာစာအုပ်အခမဲ့စတဲ့အခမဲ့ပညာရေးစနစ်အဖြစ်မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနကအဓိကထားဖော်ဆောင်ပေးလျက်ရှိပါတယ်။ဒါအပြင်မြည်သည့်အခကျင်းဝင်မြည်သည့်အလူငွေညတောက်ခံခြင်းမရှိဘဲလွယ်ကူချုံးမွေ့စွာကျောင်းအပ်နှံနိုင်ရန်စီစဉ်ပေးထားပါတယ်။မိဘများအနေနဲ့သတ်မှတ်ထားတဲ့ကျောင်းအပ်နှံရေးရတဲ့ပတ်အတွင်းမှာမိမိတို့သားသမီးများကိုနီးစပ်ရာအကြောင်းများကိုအချိန်မီအနှံ့မှုလိုအပ်ပါတယ်။အခြေခံစာပေသင်ချာနဲ့အတွေးခေါ်ပညာရပ်တွေကကလေးငယ်တွေရဲ့အနာဂတ်မှာကိုယ်ပိုင်ရပ်တည်နိုင်မှုထောက်ကူပေးတဲ့အသက်သွေးကြောဖြစ်တာကြောင့်မိဘများအနေနဲ့ပညာရေးခွင့်လန်းကိုလက်လွတ်မခံဘဲငွေကြေးမလို့ပညာလို့ကျောင်းရည်နိုင်ရတဲ့ဘက်ကိုပူးပေါင်းပါဝင်မှုဖိတ်ခေါ်အပ်ပါတယ်ရှင်။